ကိုနှုတ်စိတ်သုံးပါးစလုံးကိုသုံးပြီးတော့မှအလေးကျင့်ကောင်းများဖန်တီးခြင်းလေးအကျင့်များအတွက်အသုံးဝင်တဲ့ဟာဆိုရင်ဆက်လုပ်မယ်အသုံးမဝင်တဲ့ဟာဆိုရင်ရောင်းမယ်ဖြတ်မယ်ကျွန်တော်လုံးမိနေတဲ့အရာတွေကိုကျွန်တော်မလုပ်ပါလဲဆိုတော့ရှာဖွေမယ်အသုံးချမယ်ကျွန်တော်ပြောင်းရခြင်းမလုပ်ပြောင်းမယ်အသစ်လုပ်ရခြင်းမလုပ်အသစ်လုပ်တာအဲ့ဒါလေ programming ခင်ဗျားတို့ခုနကတော့ကျွန်တော်ပြောတယ်ဘာကြောင့်လာခဲ့တာလဲလို့မေးတဲ့မေးကိုမှတ်မိတယ်အဲ့တော့ခင်ဗျားတို့ပြောတဲ့ဥစ္စာဒီ desire outcome အစစ်ပဲရှိတယ် specific မဟုတ်အများစုပြောတယ်တော့ဘာမဟုတ်လဲ specific မဟုတ်တိတိကျကျကြီးမဟုတ်ဒါပေမဲ့ခင်ဗျားလိုချင်တဲ့ဟာတော့မဲ့တိပြရပါလဲဆိုတော့ဥမာဘာလိုချင်တာလဲဘာလိုချင်လို့လာခဲ့တာလဲrelationship ကိုကောင်းတယ် desire outcome တော့မဲ့တယ်ဒါပေမဲ့ specific ဟုတ် relationship ကိုကောင်းချင်တာဘယ်သူနဲ့ relationship ကိုကောင်းချင်တာလဲအဲ့ကြောင့်အေးယောက်ျားဘယ်လိုမျိုးကိုကောင်းချင်တာလဲ relationship ကိုကောင်းချင်တယ်ဆိုနေ့စဉ်တူတူထမင်းစားပြီးတော့ပြုံးပြုံးရီရီနဲ့နေ့စဉ်တူတူထမင်းစားချင်တာဒါမှမဟုတ်တစ်ပတ်တစ်ခါကြီးတွေတူတူသွားချင်တာဒါမှမဟုတ်စားလိုက်နောက်လိုက်နဲ့နေချင်တာလဲဘာမျိုးကိုပြောတာလဲအဲ့ကျန်တချို့အဖြစ်မရှိဘူးနော် order on နေတာအဖြစ်မရှိဘူးအဲ့ programming ဒီနှစ်ခုစလုံးကိုပေါင်းမှာပါတယ်လေ specific လည်းဖြစ်ရမယ်ဘာလဲပါမှာလဲ desire outcome လည်းပါမယ်အဲ့တော့နောက်ဆုံးတစ်ချောင်းကိုကြည့်အောင်နောက်ဆုံးမှာ in other words တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင် NLP ဆိုတာပါလဲ the use of language of the mind နဲ့လိုက်တာပါကျွန်တော်အရင်ကြိုက်တဲ့ definition လား NLP ဆိုတာဒီ language of the mind ကိုအသုံးချတာ